နန်းစွာချော်လဲသွားပြီးသူဟာမြင်မာတဲ့နိုင်အစဉ်ရဲ့ထိတ်ကနေပြုတ်ကျပြီးအောက်ကဟင်နရီရဲ့အလောင်းကိုလုံးဝလစ်လျူရှုပြီးသူ့ရဲ့ရက်ဆက်စွာတေဆုံးမှုကိုဖြစ်ပေါ်စေခဲ့တယ်။ဆွဲလန်းနေတဲ့သိပ္ပံပညာရှင်ကစက်ကိုအလင်းမြန်ဖွင့်လိုက်တယ်။ရုတ်တရက်ကြီးမားတဲ့ကျဲလောင်တဲ့မိုးကြိုးတစ်ခုကကောင်းကင်ကနေမျှော်စင်ရဲ့အက်ကိုထိမှန်ပြီးတန်းပေါင်းများစွာသောပိုအားတွေထွက်ပေါ်လာပြီးအသက်မဲ့နေတဲ့ခန္ဓာကိုယ်ထဲကိုဓာတ်ရိုက်ထိုးဖောက်ဝင်ရောက်လာတယ်။ဒါပေမဲ့ဟင်နရီနဲ့ရုပ်ပိုင်းဆိုင်ရာရုန်းကန်မှုအတွင်းမှာအက်ကနေရာရွှေ့သွားတယ်။ကြီးမားသောလျှက်စစ်တပ်အားလှိုင်းလုံးကြီးကစက်ပစ္စည်းများကိုပြင်းထန်စွာဝင်ပိစေခဲ့ပြီးလျှက်စစ်ဆက်များအားလုံးကိုမိဘွားများအဖြစ်ပောက်ကွဲစေခဲ့သည်။အထိတ်တလန့်ဖြင့်သိပ္ပံပညာရှင်သည်တတဝါ၏ရင်ဘတ်ကိုနားဖြိတ်ကပ်ကနှလုံးခုန်တန်သို့မဟုတ်တုန်ခါမှုကိုအပူတပြင်းနားထောင်ခဲ့သည်။သို့သောတိတ်ဆိတ်မှုသာရှိသည်။သူ၏အဆုံးစွန်သောအိမ်မက်သည်လုံးဝပျက်စီးသွားသည်ကိုမြင်သောအခါစိတ်တက်ကြပြီးမောပန်းနွမ်းနယ်နေသောသိပ္ပံပညာရှင်သည်ဓာတ်ခွဲခန်းမှထွက်ခွာသွားပြီးအိတ်ခမ်းထဲတွင်အိပ်ပျော်ရန်ပိတ်လောင်ထားခဲ့သည်။သို့သောလျှက်စစ်တပ်အားသည်ကင်း၏အလုပ်ကိုအမှန်တကယ်လှုပ်ဆောင်ခဲ့ကြောင်းသူလုံးဝမသိခဲ့ပါ။နာရီပေါင်းများစွာအကြာတွင်ကြောက်မက်ဖွယ်ကောင်းသောပြင်းထန်သောပောက်ကွဲတံကြောင့်သူနိုးလာခဲ့သည်။ဓာတ်ခွဲခန်းထဲသို့သူပြန်ပြေးဝင်သွားသောအခါသူ့သွေးများအေးဆက်သွားခဲ့သည်။နတ်ဆိုးတတဝါသည်အသက်ဝင်လာပြီးကဘာကြီးကိုလုံးဝပျက်စီးစေရန်အသင့်ဖြစ်နေခဲ့သည်